လူချမ်းမင်းသားလေးဟိုင်ဟိုင် အေးကြီးပါနင်ကတော့မမှတ်မိတော့ဘူးလားဟာနင်ကလည်းကြောင်းတော့ကိန်းရကခဲ့တဲ့ဟိုကိန်းရမွေးချက်ပေါင်းလေဟာ ချက်ပါဒါလေးမြတ် ဆရာကြီးလက်တင်ပြီးပါတယ်ချောင်းရတာနဲ့တောင်ဝါဆိုတော့မယ်ပြောမှပြောတတ်မှာဖြစ်တာတွေကမတ်တီကျုံဘယ်လောက်ကြီးမာတယ်မတ်တီကျုံဘယ်လောက်ကြီးချစ်တယ်အကျိုးပြတာ1500ဒါမှအဲ့လိုမရပါနဲ့မတ်တီကျုံရင်ဝင်မှာကျုပ်အပ်ထားချင်တယ် ငယ်ကြီးကနိုင်စီရိတ်ကြီးရဲ့ဘွေမူကိုမကင်းရကျင်နာမဆုံးချစ်တော်ဝဲကြပန်းရင်လိုက်ယူ ခါလေးလောက်တာလိုက်ရှောက်သွားရဲ့ကောင်းလေးတွေကြည့်တယ် သမီးလေးဘာလို့သဘောကျပြီးရွေးလိုက်တယ်လဲမသိပါဘူး အော်မလို့ပါဘူးရှိတော့ရေဟိုတန်နေမှာလေပေါ့ဟိုခွန်အားရရှိတယ်ဟဲ့မလေးဟာလည်းပဲစွစားနေနေချိုးအောင်မယ် ဘဝင်သွေးမြောက်တခင်သွေးရောက်ဒေါသဆိုအခင်လေးရတာအကြီးလေးစကားနဲ့ပြောလိုက်ပဲဗျာခမအမိုက်ကိုတနာလိုက်တာ ဝတ်ထားတာဘုတ်နဲ့ရှော့နေ ဘာဝပါ ဆိုတဲ့တချင်းရတာရှော့နေ